ကို့အကြောင်းကိုရေးဘာမှရေးစရာရှာမရရင်ကို့အကြောင်းကိုချရေးထားနိုင်ပါတယ်ကို့အကြောင်းလောက်ရေးရန်ကောင်းသည့်အကြောင်းအရာမရှိထိုအကြောင်းအရာကိုကလွဲပြီးပိုင်နိုင်စွာရေးနိုင်မိသူလည်းမရှိဟုထင်ပါတယ်ထွက်ပေါက်ပိတ်သလိုဖြစ်နေချိန်တွင်အလုံးနိုင်ဆုံးနီလန်းတစ်ခုမှာစာရွက်တစ်ရွက်ကိုယူပြီးကိုယ်စိတ်ထဲရှိသမျှကိုရေးချလိုက်ရန်သာဖြစ်ပါတယ်။ကြောင်ပိတ်မိနေချိန်တွင်စိတ်ထဲရှိသမျှရေးချနိုင်စေရန်စ조사လိုက်ခြင်းမှာထွက်ပေါက်တစ်ခုခုကိုရသွားစေနိုင်သည့်အကြောင်းတရားတစ်ခုလည်းဖြစ်သွားနိုင်ပါတယ်။ကိုဘာတွေဖြစ်ချင်တယ်လဲ။ဘာကြောင့်မဖြစ်နိုင်ရသလဲ။ကိုတားဆီးပိတ်ပင်နေတဲ့အချက်တွေမှာဘာတွေဖြစ်နေတယ်လဲ။စ조사ပြီးချရေးကြည့်လိုက်ပါ။အဖြေတစ်ခုခုပေါ်လာမိတာဖြစ်ပါတယ်။လူတွေကအများကြီးတွေးကအများကြီးစဉ်းစားနိုင်ကြပါတယ်။သို့တော့လက်တွေ့ချရေးရန်ပြင်းကြပါတယ်။စိတ်ကူးတွေလက်တွေ့အကောင်အထည်မပေါ်လာနိုင်ခြင်းမှာကို့အတွေ့၌ပေါ်လာသည်ကိုစာလေးတစ်စောင်းဖြင့်မှတ်တမ်းတင်ထားရန်ပြက်ကွက်သောကြောင့်လည်းဖြစ်နိုင်ပါတယ်။အတွေ့ကောင်းစိတ်ကူးကောင်းများသည်မှတ်တမ်းကောင်းစွာမရှိသောကြောင့်ပျောက်ကွယ်ကုန်ရသည်လည်းရှိနိုင်ပါတယ်။အတွေ့တွေလက်တွေ့ချမရေးနိုင်ရခြင်းအကြောင်းတရားတွေတွင်ခက်ခဲတွေကိုတွေးပြီးကိုယ်တိုင်ကလည်းရှုပ်ထွေးနေသောကြောင့်ဖြစ်နိုင်ပါတယ်။ရိုးရိုးတွေးရှင်းတွေးလွယ်လေးချရေးနိုင်သည့်အကြောင်းအရာတွေကိုသူတစ်ပါးအတွေ့အရေးတွေလွှမ်းမိုးခံကာရှုပ်ထွေးအောင်လုပ်လိုက်ရင်ဘာမှချရေးဖြစ်တော့မည်မဟုတ်ပါ။ထို့ကြောင့်ကို့အကြောင်းကိုတွေးကို့အကြောင်းကိုရေးရိုးရှင်းသောဘဝလေးတစ်ခုဖြင့်စတင်သင့်ပါတယ်။စာရေးခြင်းဆိုသည်မှာကိုပြောချင်သည့်အကြောင်းအရာကိုကိုပြန်နားထောင်ခိုင်းခြင်းဖြစ်ပါတယ်။ကိုဖတ်ထားသမျှကိုလည်းပြန်လည်ဆွေးနွေးခြင်းဖြစ်ပါတယ်။ထို့ကြောင့်ရေးခြင်းသည်အသိပညာတစ်ခုခုကိုရှာခြင်းလည်းဖြစ်ပါတယ်။စိတ်ထဲတွင်ရှိသမျှကိုချရေးနိုင်အောင်စ조사ခြင်းမှာစိတ်ကိုဖြေလျှော့လိုက်ခြင်းတစ်မျိုးလည်းဖြစ်ပြီးစိတ်ကိုကုစားရလည်းရောက်စေပါတယ်။စိတ်မချမ်းသာစရာစိတ်ညစ်ညူးစရာများထက်စိတ်ချမ်းသာစရာတို့ကိုအကောင်းမြင်စိတ်ဖြင့်ရေးသင့်ပါတယ်။မကောင်းစိတ်ဖြင့်ရေးနေခြင်းတွေကချောင်ပိတ်မိသွားနိုင်ပါတယ်။ထွက်ပေါက်လိုချင်တယ်ထွက်ပေါက်တစ်ခုခုရရန်စာရေးတယ်။သို့တော်ကိုယ်တိုင်ကထွက်ပေါက်ကိုပြန်ပိတ်သူမဖြစ်သင့်ပါ။စိတ်မချမ်းသာစရာတွေလူတိုင်းတွင်ရှိနိုင်ပါလိမ့်မယ်။သို့တော်အကောင်းမြင်စိတ်ဖြင့်တစ်ဖက်လှည့်တွေးကပျော်စရာအဖြစ်ပြောင်းနိုင်အောင်စ조사အားထုတ်ကြည့်ခြင်းကလည်းပညာရပါလိမ့်မယ်။စာရေးခြင်းသည်မိမိစိတ်ကိုဓာတ်ရိုက်ထိတွေ့နိုင်ခြင်းလည်းဖြစ်ပါတယ်။အတွေးမှအရေးမှအခွင့်အလမ်းတစ်ခုခုကိုလည်းရောက်ရှိသွားနိုင်ပါတယ်။ဘာလို့ရမှန်းမသိရင်ဘာတွေလုပ်နိုင်မယ်ဆိုသည်ကိုချရေးကြည့်လိုက်ခြင်းကသာအကောင်းဆုံးနဲ့အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။ဒေါသထွက်စိတ်ဆိုးနေရင်တစ်ခုခုကိုကန်ကြောက်ပစ်ခတ်နေခြင်းထက်စာရွက်တစ်ရွက်ဘောပင်တစ်ချောင်းနဲ့စပွဲတစ်လုံးတွင်ထိုင်ကာတစ်ခုခုရေးနိုင်အောင်စ조사လိုက်ခြင်းမှာခွန်အားတွေအကျိုးမဲ့ဖြုံးတီးခြင်းမှကာကွယ်နိုင်သလိုမမှားသင့်တာတွေမမှားရန်လဲထိမ့်သိမ့်လိုက်ခြင်းဖြစ်နိုင်ပါတယ်။လူတိုင်းတွင်ပြဿနာတစ်ခုမဟုတ်တစ်ခုရှိနေနိုင်ပါတယ်။ပြဿနာကိုဒေါသနှင့်ပောက်ကွဲပစ်လိုက်မိအစားစာရွက်ပေါ်တွင်အဘဲကြောင့်ဤဒေါသဖြစ်ရသည်နည်းဆိုခြင်းကိုချရေးလိုက်ရင်ပြေပြောက်ကောင်းပြေပြောက်သွားစေနိုင်ပါတယ်။ရေးရင်းနဲ့လဲဤပြဿနာသည်ဘာမှမဟုတ်ငါဒေါသထွက်နေ၍အကျိုးမရှိဆိုခြင်းကိုလည်းတွေ့ကောင်းတွေ့လာနိုင်ပါတယ်။လူတိုင်းနူးညံ့တိမ်မွေ့သောစိတ်တွေရှိကြပါတယ်။အတွေးအမြင်တွေကိုလည်းတိမ်မွေ့ရန်အားထုတ်ကြိုးပမ်းကြပါတယ်။အစိုးမြင်ခံစားချက်တွေကိုရှေ့တန်းတင်လွန်းလျင်လူတိုင်းလက်ခံခြင်းမှလက်ခံပါလိမ့်မယ်။အဘဲကြောင့်ဆိုသောလူတိုင်းသည်အကောင်းမြင်အကောင်းတွေးအမှန်တွေးကအလှတရားကိုတာယာလိုကြသူများဖြစ်နေပါတယ်။ထို့ကြောင့်ကိုကဘာတွေရေးအားလုံးအတွက်ကိုက်ညီအောင်စ조사ရေးမှအများဖတ်နိုင်သည့်စာပေမျိုးဖြစ်လာနိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်တစ်ခုခုချရေးနိုင်စေရန်စ조사လိုက်ပါ။ရေအေးရ podcast ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီ podcast ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ကေပါ။
ကိုစီကိုငါကိုဒေသ၌ပျော်ကြဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသားအိပ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နှိုးကြနိုင်ကြပါစေ